အော်တိုဘာလ2ရက်နေ့ကမ္ဘာရေးသတင်းထူးများအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော် Welcome to the Din Kid. ဒီတင်ပြချက်မှာဆိုရင်နိုင်ငံတကာရေးရာမှာထိကျန်ရောက်တဲ့သတင်းတွေနဲ့လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးတဘာဝဘေးစတဲ့သတင်းတွေကိုလေ့လာနိုင်အောင်စူးစီးဖော်ပြထားပါတယ်။သတင်းတေဂါဇာရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်အချက်20အဖြေလားထားစီလားဂါဇာစစ်ပွဲဆုံးသက်ရေးထရန့်အဆိုပြုချက်အချက်20ကိုကြည့်ရင်ဂါဇာပဋိပက္ခကိုဖြေရှင်းရမှာလုံခြုံရေး security အုပ်ချုပ်ရေး governance နဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု economic development ဆိုတဲ့မန်တိုင်၃ခုကိုတပြိုင်နက်တည်းကင်တွယ်ဖို့ကြိုးပမ်းထားတဲ့ပြည်စုံတဲ့မူပေါင်း comprehensive framework တစ်ခုဖြစ်တယ်လို့ဆိုရပါမယ်။အဆိုပြုချက်တွေမှာဆိုရင်စစ်ပွဲရင်စဲရေးနဲ့တစားခံလဲရေးလူသားချင်းစာနာထောက်ထားမှုနဲ့စစ်မဲ့ဆုံးထူထောင်ရေးယာယီအုပ်ချုပ်မှုလုံခြုံရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ငြိမ်းချမ်းရေးနဲ့အနာဂတ်နိုင်ငံရေးလမ်းကြောင်းတွေကိုမြင်ရပါတယ်။ဒီအချက်20မှာဆိုရင်အားသာချက်တွေနဲ့ကိထွင်ဆန်းသစ်မှုတွေကိုမြင်နိုင်ပါတယ်။ဒါကအစ္စရေးကိုဦးတည်ထားတဲ့မူတွေပါ။ဟာမတ်စ်ကိုအုပ်ချုပ်ရေးမှအပြီးပိုင်းဖယ်ရှားရန်အမတ်73ဂါဇာကိုစစ်မဲ့ဇုံအဖြစ်ပြောင်းလဲရန်နဲ့ယာယီနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF ကိုချက်ချင်းဖွဲ့စည်းရန်အမတ်15စတဲ့အချက်တွေကအစ္စရေးရဲ့လုံခြုံရေးစိုးရိမ်မှုတွေကိုအမြင့်ဆုံးဖြည့်ရှင်းပေးနိုင်ဖို့ကြိုးပမ်းထားတာကိုတွေ့ရပါတယ်။ငြိမ်းချမ်းရေးဘုတ်ဖွဲ့ကိုဖွဲ့စည်းပြီးဥက္ကဋ္ဌနေရာကထရန့်ကိုယ်တိုင်ဦးဆောင်မယ်လို့ဖော်ပြထားခြင်းအမတ်9ဟာဂါဇာရဲ့ယာယီအုပ်ချုပ်ရေးနဲ့ပြည်내တိဆောက်ရေးအတွက်အမေရိကန်ရဲ့တိုက်ရိုက်ပါဝင်ပတ်သက်မှုကိုပြသပြီးနိုင်ငံတကာအသိုက်အဝန်းရဲ့ယုံကြည်မှုကိုတိဆောက်ရန်ရည်ရွယ်ပုံရပါတယ်။နောက်အမတ်19မှာပါလက်စတိုင်းတို့ရဲ့နိုင်ငံတည်ထောင်ခွင့်အတွက်လမ်းကြောင်းကိုအတိအမှတ်ပြုဖော်ပြထားတာဟာစီးပွားရေးနဲ့ပြုပြင်ပြောင်းလဲမှုအောင်မြင်မှာကနိုင်ငံရေးအနာဂတ်တစ်ခုကိုမျှော်မှန်းပေးထားပါတယ်။ဒီအချက်တွေမှာဟာမတ်စ်နဲ့ပါလက်စတိုင်းတို့အတွက်စိတ်ခေါ်မှုတွေနဲ့အားနည်းချက်တွေကိုလည်းတွေ့ရပါတယ်။ထရန့်ရဲ့အဆိုပြုချက်တွေဟာဟာမတ်စ်ကိုစီးရေးနိုင်ငံရေးနဲ့အုပ်ချုပ်ရေးမှလုံးဝဖယ်ရှားဖို့ထိတောင်းဆိုထားတာပါ။အမတ်73လက်နက်စွန့်ပြီးထွက်ခွာရန်လူငင်းချက်တောင်ခွင့်ပေးခြင်းအမတ်6ဟာဟာမတ်စ်လိုအဖွဲ့အစည်းတစ်ခုအတွက်လက်ခံရန်လုံးဝမဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်ပြီးဟာမတ်စ်ကညှင်းပယ်ရင်အဆိုပြုချက်တစ်ခုလုံးကိုပြစ်သားစေနိုင်ပါတယ်။ IDF ဟာတဖြည်းဖြည်းဆုတ်ခွာမယ်လို့ဖော်ပြထားပေမဲ့လည်းမိသည့်အကြမ်းဖက်ချင်းချမှုပြန်လည်ဖြစ်ပေါ်ခြင်းမှမဆိုဂါဇာကိုတင့်လျော်စွာလုံခြုံသည့်အထိထားရှိမည်အမတ်ဆက်ချောင်းဆိုတဲ့စကားရပ်ဟာအစ္စရေးကဆုတ်ခွာမှုကိုဆွေးဆက်ရန်ဒါမှမဟုတ်နေမြေကိုလိုသလိုဝင်ရောက်ရန်အမြဲတမ်းစင်ချေပေးနိုင်တဲ့လမ်းဖွင့်ပေးထားပါတယ်။နောက်ပြီးပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA ကိုပြုပြင်ပြောင်းလဲရန်တောင်းဆိုထားပေမဲ့လည်းအစ္စရေးပိုင်နယ်နဲ့မကဲနဲ့ကော်မတီအမတ်9ဟာဂါဇာရဲ့ယာယီအုပ်ချုပ်ရေးကိုကန်တင်မယ်လို့ဆိုတာကပါလက်စတိုင်းပြည်သူတွေကြားမှာတရားဝင်မှုရဖို့ခက်ခဲစေနိုင်ပါတယ်။ဒီအဆိုပြုချက်ဟာဂါဇာစစ်ပွဲကိုရပ်တန့်ဖို့ခိုင်မာတဲ့စီးပွားရေးနဲ့လုံခြုံရေးအခြေခံအုံမြစ်တွေကိုချပေးလိုတဲ့ဆန္ဒကိုပြသနေတာတော့မှန်ပါတယ်။ဒါပေမဲ့လည်းလက်နက်ကင်ထားတဲ့ဟာမတ်စ်ရဲ့အာဏာကိုစီးရေးအရမဟုတ်ပဲနိုင်ငံရေးအရအပိသက်ဖယ်ရှားဖို့တောင်းဆိုတာနဲ့အစ္စရေးရဲ့လုံခြုံရေးလိုအပ်ချက်တွေကိုအဓိကဦးစားပေးထားတာတွေကြောင့်ဟာမတ်စ်နဲ့ပါလက်စတိုင်းဖွဲ့တွေဘက်ကလက်ခံနိုင်ခြင်းအလွန်နည်းပါတယ်လို့ယူဆရပါတယ်။သတင်းနဲ့ယူကရိန်းကိုတာဝဲပြည့်ထိုမာဟော့ခရုစ်ဒုံးကျည်တွေထောက်ပံ့ပေးခဲ့မယ်ဆိုရင်တိုးမြင့်လာမယ့်အန်ဒီရီကိုရင်ဆိုင်ရလိမ့်မယ်လို့ရုရှားသတိပေးအမေရိကန်ကယူကရိန်းကိုတာဝဲပြည့်ထိုမာဟော့ခရုစ်ဒုံးကျည်တွေထောက်ပံ့ပေးခဲ့မယ်ဆိုရင်စစ်ပွဲရှင်တိုးမြင့်လာမယ့်အန်ဒီရီကိုရင်ဆိုင်ရလိမ့်မယ်လို့ရုရှားအစိုးရကသတိပေးပြောဆိုခဲ့ပါတယ်။အမေရိကန်ကယူကရိန်းကိုတာဝဲပြည့်ထိုမာဟော့ခရုစ်ဒုံးကျည်တွေထောက်ပံ့ပေးဖို့စဉ်းစားနေတယ်လို့အမေရိကန်သမ္မတဂျီဂျီဗန်စ်ကထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ရုရှားအစိုးရရဲ့သတိပေးပြောဆိုချက်တွေထပ်ပေါ်လာတာဖြစ်ပါတယ်။မကြာသေးခင်ကလွှတ်ဆောင်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံမှုအတွင်းယူကရိန်းကိုတာဝေပြည့်ဒုံးကျည်တွေထောက်ပံ့ပေးဖို့ယူကရိန်းသမ္မတဇလန်စကီကတောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။ဇလန်စကီရဲ့တောင်းဆိုချက်တွေကိုဒေါ်နယ်ထရန့်ကဆန့်ကျင်တာလို့မရှိခဲ့တဲ့အပြင်ယူကရိန်းရဲ့အမေရိကန်ထုတ်ဆက်လက်နက်ပစ္စည်းတွေအသုံးပြုပြီး
ရုရှားကိုတိုက်ခိုက်ခွင့်အပေါ်ကန့်သတ်ချက်တွေကိုရုပ်သိမ်းပေးဖို့လမ်းဖွင့်ထားခဲ့တယ်လို့မီဒီယာချို့ကရေးသားဖော်ပြခဲ့ပါတယ်။တာဝေးပြေ Tomahawk Cruise ဒုံးကျည်တွေဟာအကွာအဝေး2500ကီလိုမီတာလောက်ပြန့်သန်းနိုင်စွမ်းရှိပြီးယူကရိန်းကနေပစ်လွှတ်လိုက်မယ်ဆိုရင်ရုရှားနိုင်ငံအတွင်းပိုင်းအထိကိုထိမှန်အောင်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ဒုံးကျည်အမျိုးအစားလည်းဖြစ်ပါတယ်။စစ်ပွဲကိုအဆုံးမသတ်ဘူးဆိုရင်ရုရှားထိပ်တန်းအရာရှိတွေဟာဘုံခိုကျင်းတွေကိုရှာထားတဲ့နယ်လို့ဇလန်စကီကချင်းချောက်ပြောဆိုခဲ့ပြီးနောက်ရက်ပိုင်းကြာမှာတာဝေးပြေ Tomahawk Cruise ဒုံးကျည်တွေနဲ့ပတ်သက်တဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ Tomahawk ဒုံးကျည်များဟာရုရှားနိုင်ငံအတွင်းပိုင်းကိုတိုက်ခိုက်နိုင်စွမ်းရှိတာကြောင့်ရုရှားရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးပေါ်အကြီးမားဆုံးချိန်ချမှုဖြစ်ပါတယ်။၎င်းကိုယူကရိန်းတို့ပေးအပ်ခြင်းဟာရုရှားရဲ့စစ်ပွဲအရှိန်မြင့်တက်စေမဲ့အနီရောင်မြင်းကိုကျော်လွန်ရရောက်ပါတယ်။သမ္မတလောင်းဒေါ်နယ်ထရန့်ကယူကရိန်းရဲ့တောင်းဆိုချက်ကိုဆန့်ကျင်ခြင်းမရှိဘဲရုရှားကိုအမေရိကန်လက်နက်တွေနဲ့တိုက်ခိုက်ခွင့်ကန့်သတ်ချက်ကိုရုပ်သိမ်းဖို့လမ်းဖွင့်ထားတာဟာအမေရိကန်ရဲ့မူဝါဒကိုပုံမတင်းမာစေနိုင်တဲ့နိုင်ငံရေးအပြောင်းလဲကိုညွှန်ပြနေပါတယ်။အနေနဲ့ရုရှားဘက်မှပုံမပြင်းထန်သောစစ်ရေးတုံ့ပြန်မှုများဥပမာနေတိုးမဟာမိတ်များ၏ပို့ဆောင်ရေးလမ်းကြောင်းများကိုပြစ်မှတ်ထားခြင်းကိုပြုလုပ်လာနိုင်ပြီးစစ်ပွဲကိုဒေသရင်းပဋိပက္ခမှဓာတ်ရရင်ဆိုင်မှုအဆင့်သို့တိတိတသာတိုးမြင့်သွားနိုင်ခြေရှိပါတယ်။ Tomahawk ဒုံးကျည်သားထောက်ပံ့ခြင်းအဆုံးဖြတ်ဟာစစ်ပွဲကိုအဆုံးသတ်စေမဲ့နည်းလမ်းမဟုတ်ဘဲပုံမကျပြန့်တဲ့စစ်ပွဲအဖြစ်ကူးပြောင်းစေမဲ့အရေးကြီးဆုံးနဲ့အန်ဒီရရှိဆုံးခြေလှမ်းဖြစ်လာပါလိမ့်မယ်။သတင်းသုံးရုရှားကတတိယကမ္ဘာစစ်ကိုလိုလားမှာမဟုတ်ဘူးလို့အီတလီဆိုရပြောရုရှားသမ္မတပူတင်ဟာတတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကိုလိုလားမှာမဟုတ်ဘူးလို့အီတလီနိုင်ငံသားရေးဝန်ကြီးအန်တိုနီယိုတာချာနီကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားဟာအီတလီဒါမှမဟုတ်အခြားဥရောပနိုင်ငံတွေကိုဒရုန်းတိုက်ခိုက်မှုတွေလှုံ့ဆော်သွားနိုင်နေဆိုတဲ့ယူကရိန်းသမ္မတဇလန်စကီရဲ့ပြောဆိုချက်တွေကိုအန်တိုနီယိုတာချာနီကယခုလိုတုံ့ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ရုရှားက၎င်းတို့ရဲ့လေပိုင်နက်တွေကိုချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ပိုလန်နဲ့အက်စတိုးနီးယားနိုင်ငံတို့ကဆွဆွဲပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းပိုလန်နဲ့အက်စတိုးနီးယားနိုင်ငံတို့ရဲ့ဆွဆွဲပြောဆိုချက်တွေအားလုံးကိုရုရှားအစိုးရကညှင်းဆန်ပယ်ချခဲ့တယ်လို့လည်းသိရပါတယ်။အန်တိုနီယိုတာချာနီကပူတင်ကတတိယကမ္ဘာစစ်ကိုစတင်ဖို့မလိုလားဘူးလို့ကျွန်တော်ထင်ပါတယ်။တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာမဟုတ်ဘူးဆိုတာကိုအီတလီနိုင်ငံသားအားလုံးကိုပြောချင်ပါတယ်။ပြီးတော့ပူတင်ကကျွန်တော်တို့ကို drone တွေနဲ့တိုက်ခိုက်သွားနိုင်ခြေရှိရဲဆိုတာကိုလည်းမယုံပါဘူးလို့ပြောခဲ့ပါတယ်။ရုရှား drone ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးဆက်ဆွဲပြောဆိုချက်တွေအားလုံးဟာအခြေအမြင့်မရှိတဲ့ဆက်ဆွဲပြောဆိုချက်တွေသာဖြစ်ပြီးယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုနှောင့်နှေးသွားစေဖို့လောက်ကျန်ဖန်တီးထားတာမျိုးပဲဖြစ်တယ်လို့ရုရှားအစိုးရကတုံ့ပြန်ပြောဆိုထားပါတယ်။အီတလီဟာရုရှားကစစ်ပွဲကိုထပ်ပြီးကျေပြင်းအောင်လုပ်လာမှာမဟုတ်ဘူးလို့ယုံကြည်ထားပြီးဥရောပတိုက်သားတွေရဲ့စိုးရိမ်စိတ်ကိုလျှော့ချပေးဖို့အတွက်စစ်ပွဲအရင်လျှော့ချရေးဆိုင်ရာနိုင်ငံရေးသဘောထားတစ်ခုကိုထုတ်ဖော်လိုက်တာပဲဖြစ်ပါတယ်။သတင်းလေးအမေရိကန်လွှတ်တော်၌ဘတ်ဂျက်ကိစ္စသဘောတူညီချက်မရသဖြင့်အစိုးရလုပ်ငန်းများရပ်ဆိုင်အမေရိကန်အစိုးရဘတ်ဂျက်သုံးစီတသန်းတိုးရေးအတွက်လွှတ်တော်မှာရီပတ်ဘလစ်ကန်တွေနဲ့ဒီမိုကရက်အမတ်တွေကြားသဘောတူညီချက်မရခဲ့တဲ့အလျောက်အစိုးရလုပ်ငန်းဆောင်တာတွေယာယီရပ်ဆိုင်းသွားပါတယ်။ဒါဟာ9နှစ်နီးပါးကာလအတွင်းဖက်ဒရယ်အစိုးရလုပ်ငန်းတွေပထမဆုံးရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ဘယ်လောက်ကြာမယ်ဆိုတာလည်းအတိအကျမသိနိုင်ကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ခုနှစ်ပတ်တာအသုံးစရိတ်တသန်းတိုးနိုင်ဖို့အထက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ကြရမှာထောက်ခံမဲ55မဲနဲ့ကန့်ကွက်မဲ45မဲရလဒ်ထွက်ပေါ်ခဲ့တာကြောင့်အနည်းဆုံးလိုအပ်တဲ့မဲရေအတွက်60တိမိခဲ့ခြင်းမရှိပါဘူး။အဲ့ဒီဗန္ဒာငွေလျှောက်ထားချက်အတိုင်းအတည်ပြုနိုင်ဖို့ဆိုရင်ဒီမိုကရက်ထောက်ခံမှုကိုလိုအပ်တဲ့အလျောက်ဥပဒေကြမ်းအပေါ်သဘောတူဖို့အတွက်ရီပတ်ဘလစ်ကန်ဘက်ကတောင်းဆိုထားပါတယ်။ဒါပေမဲ့လည်းဒီမိုကရက်တွေဘက်ကသူတို့ရဲ့ထောက်ခံမှုကိုလိုချင်နေဆိုရင်ကျန်းမာရေးဆောင်ရှားမှုဆိုင်ရာအခွန်လျှော့ချပေးဖို့လိုအပ်ကြောင်းတုံ့ပြန်ထားပါတယ်။ဒါကြောင့်အော်တိုဘာ1ရက်မနက်12နာရီချိန်ကစပြီးအမေရိကန်ပြည်ထောင်စုရဲ့ဖက်ဒရယ်ဆိုရလုပ်ငန်းတွေကိုရပ်နားထားရပြီးဖြစ်ပါတယ်။2018နှစ်ကုန်ပိုင်းမှာအစိုးရလုပ်ငန်းလေပတ်မှုနောက်ဆုံးရပ်ဆိုင်းခဲ့ရပြီးဒါဟာသမ္မတထရန့်ရဲ့ပထမသက်တမ်းကာလအတွင်းဖြစ်တယ်လို့34ရက်အထိကြာမြင့်ခဲ့တဲ့အလျောက်သမိုင်းတလျှောက်အရှိကြဆုံးလည်းဖြစ်ပါတယ်။ရေပူရအဖြစ်
အစိုးရလုပ်ငန်းတွေရပ်ထားရတဲ့အခါမရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းတွေကမိမိလုပ်ငန်းကိုပုံမှန်အတိုင်းဆက်လုပ်ရလေရှိပြီးမရှိမဖြစ်မဟုတ်ရင်တော့လစာမဲ့ခွင့်ပေးတတ်ပါတယ်။အခုလိုမျိုးနေဆက်လုံခြုံရေးတရားဥပဒေစိုးမိုးရေးဒေသထိန်းချုပ်ရေးနဲ့ကျန်းမာရေးဆောင်ရှားမှုလိုမျိုးမရှိမဖြစ်လိုအပ်တဲ့ခန္ဓာကအစိုးရဝန်ထမ်းတွေကိုတော့လစာပြန်ပေးလေရှိပါတယ်။လက်ရှိအခြေအနေအရထရန့်အစိုးရအဖွဲ့နဲ့အတူအင်ဖြူတော်ဘက်ကအလုတ်ကိုင်းနားစာကိုဖျက်တောက်နိုင်ခြင်းရှိကြောင်းသတိပေးထားပါတယ်။အမေရိကန်လက်တော့ဘတ်ဂျက်ရုံးကတော့ခွင့်ပေးထားတဲ့ဝန်ထမ်းတွေရဲ့လစာတစ်ခုတည်းအတွက်တင်တရက်ကိုဒေါ်လာသန်း400လောက်ကုန်ကျနိုင်တယ်ဆိုပြီးခန့်မှန်းထားပါတယ်။သတင်းကအာဖဂန်နစ္စတန်နိုင်ငံတဝင်းကဆက်သွယ်ရေးလမ်းကြောင်းတွေကိုတာလီဘန်အစိုးရပေးပြီးရာဇဝတ်မှုတွေကိုတောင်းဆီဖို့အတွက် Fiber Internet ချိတ်ဆက်မှုတွေကိုဖျက်တောက်ခဲ့ပြီးတဲ့နောက်သတင်းပတ်အနည်းငယ်ကြာမှာတာလီဘန်အဖွဲ့အာဏာပိုင်တွေဟာအာဖဂန်နစ္စတန်နိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပိတ်ပစ်ခဲ့တယ်လို့သိရပါတယ်။ဆက်သွယ်ရေးဆိုင်ရာလမ်းကြောင်းတွေဟာပုံမှန်အဆင့်ရဲ့1%အောက်မှာသာလည်ပတ်နေတယ်လို့အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ NetBlocks ရဲ့အဆိုအရသိရပါတယ်။ပုံမှန်အဆင့်ရဲ့1%အောက်မှာလည်ပတ်နေတယ်ဆိုတာကလုံးဝမီးပြတ်နေတာမျိုးကိုဆိုလိုတာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတိပေးချက်တွေများရှိခင်အချိန်ထိဆက်သွယ်ရေးလမ်းကြောင်းတွေကိုပိတ်ပစ်သွားမယ်လို့တာလီဘန်အစိုးရအရာရှိတို့ကထုတ်ပြန်ပြောဆိုခဲ့ပြီးနောက်မိနစ်ပိုင်းကြာမှယခုလိုပိတ်ပစ်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။တာလီဘန်အစိုးရအရာရှိတို့ကဆက်သွယ်ရေးတိုင်တွေ8000ကနေ9000ကြားကိုပိတ်ပစ်သွားမှာပါ။အခြားနည်းလမ်းတွေနဲ့ဆက်သွယ်လို့လည်းရမှာမဟုတ်ပါဘူး။ဘဏ်လုပ်ငန်းကဏ္ဍအကောက်ခွန်နဲ့နိုင်ငံတော်ဝန်ကဌာနအတော်များများပေါ်အကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အစိုးရဟာအင်တာနက်ဆိုင်ရာဝင်ရောက်ခွင့်တွေကိုယခုလအစောပိုင်းမှာစတင်ဖြုတ်ခဲ့ပြီးဒေသအများပြားမှာမြန်နှုန်းမြင့်အင်တာနက်တွေကိုထိထိရောက်ပိတ်ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။တာလီဘန်အစိုးရရဲ့ဒီလုပ်ရပ်ဟာနိုင်ငံတစ်ခုရဲ့လူမှုရေးစီးပွားရေးနဲ့လုံခြုံရေးအပေါ်အလွန်အမင်းဆိုရသောတက်ရောက်မှုတွေကိုဖြစ်ပေါ်စေမဲ့လုပ်ရပ်တစ်ခုအဖြစ်သုံးသပ်နိုင်ပါတယ်။ဆက်သွယ်ရေးလမ်းကြောင်းများကို69%ကျော်ဖျက်တောက်လိုက်ခြင်းကြောင့်နိုင်ငံအတွင်းရှိစီးပွားရေးဗန်းလုပ်ငန်းနဲ့ကုန်သွယ်ရေးတို့ဟာချက်ချင်းရပ်တန့်လူနေပါအခြေအနေကိုရောက်ရှိသွားပါမယ်။နိုင်ငံသားမှာအကူအညီများပေးရန်ကြိုးပမ်းနေတဲ့လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများအတွက်လည်းအခြေအနေနဲ့သတင်းချက်လက်များကိုရယူရန်ခက်ခဲစေပြီးအကူအညီပေးပို့မှုလုပ်ငန်းများအားလုံးကိုနှောင့်နှေးစေမည်သို့မဟုတ်ပျက်စီးစေနိုင်ပါတယ်။ရာဇဝတ်မှုတားဆီးရန်ဆိုပြီးအမေရိကန်ရွေးချက်ရှိပေမဲ့လည်းယခုကဲ့သို့တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆက်သွယ်ရေးပိတ်ပင်လိုက်ခြင်းဟာအချက်အလက်စစ်ဆေးမှုကိုလုံးဝထိန်းချုပ်လိုခြင်းသို့မဟုတ်ပြည်သူတွေရဲ့လှုပ်ရှားမှုများကိုထိန်းချုပ်လိုခြင်းကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ဆက်သွယ်ရေးလမ်းကြောင်းပိတ်ပင်မှုဟာအများအပြားအစိုးရအများအနေနဲ့အရေးကြီးသောစစ်စင်ရေးများသို့မဟုတ်ပြည်သူ့ဆန္ဒပြပွဲများကိုနှိမ်နင်းရာတွင်သတင်းအမှောင်ချဖို့အတွက်အသုံးပြုလျက်ရှိတဲ့နည်းလမ်းဖြစ်ပါတယ်။ဒီလိုရဟာတာလီဘန်အစိုးရအနေဖြင့်နိုင်ငံတကာအသိုက်အဝန်းနဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့သဘောထားမရှိဘဲပိတ်ဆို့အုပ်ချုပ်ရေးကိုပုံမခိုင်မာစွာကျင့်သုံးသွားမည်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြနေပါတယ်။နိုင်ငံတကာရဲ့အတိမတ်ပြုမှုရယူဖို့ကြိုးပမ်းနေတဲ့တာလီဘန်ဖို့ဒီလိုမျိုးအခြေခံဆက်သွယ်ရေးကိုဖျက်တောက်ခြင်းဟာနိုင်ငံတကာရဲ့ယုံကြည်မှုကိုလုံးဝဆုံးရှုံးစေမဲ့လုပ်ရပ်ဖြစ်သုံးသပ်ရပါတယ်။အာဖဂန်နစ္စတန်ရှိတာလီဘန်အစိုးရရဲ့ဆက်သွယ်ရေးလမ်းကြောင်းပိတ်ပင်မှုဟာနိုင်ငံသားတွေရဲ့အခြေခံလူ့ခွင့်ရေးနဲ့စီးပွားရေးကိုပြင်းထန်စွာထိခိုက်စေတဲ့အပြင်၎င်းတို့ရဲ့အာဏာကိုဗဟိုချုပ်ကိုင်လိုမှုနဲ့သတင်းချက်လက်ကန့်သက်လိုမှုရည်ရွယ်ချက်ကိုအတိအလင်းပြသနေပါတယ်။သတင်းချောင်းဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း၌အကြမ်းဖက်ပဋိပက္ခဖြစ်ပွားပြီးလူ3ဦးသေဆုံးဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းတောင်ကုန်းဒေသတစ်ခုမှာတိုင်းရင်းသားမိန်းကလေးငယ်တယောက်အုပ်စုဖဲအာဏာပြုကျင့်ခံခဲ့ရကြောင်းဆွဆွဲချက်တွေထွက်လာပြီးဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ပဋိပက္ခတွင်စက်တင်ဘာ28ရက်မှာလူ3ယောက်ပြစ်ဒဏ်ခံခဲ့ရပါတယ်။မရင်းချင်းခံရသူတိုင်းရင်းသားမိန်းကလေးငယ်ကိုအခြေချနေထိုင်သူတွေကစော်ကားခဲ့တာဖြစ်ကြောင်းចောင်းသားဖွဲ့တွေကပြောပါတယ်။ဆန္ဒပြသူတွေဟာနာမည်ကြီး tourist ရပ်ကွက်ဖြစ်တဲ့ခါဂရောင်းချာရီရှိလမ်းတွေကိုပိတ်ဆို့ကတရားမျှတမှုကိုတောင်းဆိုခဲ့ကြပြီးလုံခြုံရေးတွေကလမ်းတွေပိတ်ဆို့မှုကိုရှင်းလင်းဖို့ကြိုးပမ်းခဲ့ကြပါတယ်။တနက်ပြတ်ခတ်မှုမဖြစ်ပွားခင်ရင်းခုန်ရန်ဖြစ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းဒေသမီဒီယာတွေကဆိုပါတယ်။သေဆုံးသူ3ယောက်စလုံးဟာ
တနက်ပစ်ခံရလို့ဖြစ်ကြောင်းခါကရာချာရီရဲချုပ်ကပြောကြားခဲ့ပြီးဘသူကပြစ်လိုက်တယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရပါဘူး။အဲဒီနောက်မျက်နှာဖုံးစွပ်အမျိုးသားများပြားဟာဒေသတွင်ဈေးတစ်ခုကိုတိုက်ခိုက်ခဲ့ပြီးဈေးဆိုင်တွေနဲ့နေအိမ်တွေအများပြားမိရှုခံရကအများစုဟာတိုင်းရင်းသားဒေသခံတွေပိုင်ဆိုင်တာဖြစ်တယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။အာဏာပိုင်တွေဟာလူစုလူဝေးခြင်းကိုကန့်သတ်ဖို့နဲ့နောက်ထပ်ပဋိပက္ခတွေအရှိန်ပြင်းလာမှာကိုတားဆီးတဲ့အနေနဲ့ပုံမှန်144အရာအရေးပေါ်ကန့်သတ်ချက်တွေကိုချမှတ်ခဲ့ပါတယ်။အဝေးပြေးကားပေးဆဲမှုတွေကိုလည်းရပ်ဆိုင်းထားတာကြောင့်တောင်ပေါ်ဒေသမှာနိုင်ငံခြားခီးသွားတွေတောင်းတင်နေခဲ့ပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတွေရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးခဲ့ပါဦးနော်။အခုလို့စိတ်ဝင်စားစရာကောင်းမဲ့မြန်မာအရေးသတင်းများစာကိုနားဆင်ဖို့သတင်းခေတ် channel ကို like and subscribe လုပ်ပြီးဘေးနားက notification လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေ။